အမှားယွင်းမခံတဲ့တစ်ချက်တည်းသောထိုးနှက်ချက်စမ်းသပ်ချက်ပစ်ချက်ကတော့ပြစ်မှတ်ကိုကွက်တိထိမှန်သွားပါတယ်ဒါပေမဲ့ရုပ်ဒရုန်း surveillance drone တစည်းကကျွန်တော်အနားကိုရောက်လာတာကြောင့်ရိုင်ဖယ်တနက်ကိုဂျာကင်နဲ့အမြန်ဖုံးပြီးငါးဖမ်းနေတယ်လို့မျိုးဟန်ဆောင်လိုက်ရတယ်ကံကောင်းတာကဒီလေဟာရင်းနှီးပြီးသားလှေဖြစ်နေတာရဲ့လုံခြုံရေးဧရိယာအပြင်ဘက်မှာရှိနေတာရဲ့ကြောင့်လုံခြုံရေးအဖွဲ့တွေကဘာမှတန်တရားမဝင်သွားပါဘူးခဏအကြာမှာတော့တထေးကြီးဟာတက်တော်ဆောင်တွေခြံရံပြီးဗီလာထဲကထွက်လာပါတယ်သူရေထဲကိုဆင်းမဲ့အချိန်ဟာအကောင်းဆုံးအခွင့်အရေးပါပဲကျွန်တော်ကြည့်ဖြစ်ပြီးစကော့နဲ့တေချာချိန်ထားလိုက်တယ်ဒါပေမဲ့ရုတ်တရက်လှိုင်းကြီးတစ်ခုရိုက်ခတ်လိုက်တာကြောင့်လှေကယိမ်းသွားပြီးအချိန်အဆလွဲသွားပါတယ်တထေးကြီးကလည်းရေထဲကိုခုန်ဆင်းသွားပြီဖြစ်လို့ကျွန်တော်အခွင့်အရေးတစ်ကြိမ်လက်လွတ်လိုက်ရတယ်နောက်ဆုံးပိတ်ကြည်စံတတောင့်ကျွန်တော်လက်မလျှော့ပဲသူရေပေါ်ပြန်တက်လာမဲ့အချိန်ကိုစောင့်နေတော့မှပဲကင်းလှည့်သင်္ဘောတစ်စီးကကျွန်တော်စီကိုဦးတည်လာပါတယ်ရွေးချယ်စရာမရှိတော့တဲ့အတွက်ထိုသင်္ဘောကိုကြည်တတောင့်နဲ့ပြစ်ခတ်ဖျက်ဆီးလိုက်ရတယ်အခုတော့ကျွန်တော်တီနေရာကလူသိရှင်ကြားဖြစ်သွားပါပြီကျွန်းပေါ်ကလုံခြုံရေးတွေလည်းအချက်ပေးတံတွေစူညံသွားပြီးတထေးကြီးကိုအကာအကွယ်ပေးဖို့စ조사ကြပါတယ်တထေးကြီးကရေအောက်မှာအကြာကြီးအောက်မထားနိုင်တာကိုကျွန်တော်သိနေတယ်စက္ကန့်အနည်းငယ်အကြာမှာသူရေပေါ်ကိုပြန်တက်လာပါတယ်ကျွန်တော်တီးကြတဲ့အချိန်မှာခလုတ်ကိုနှိပ်လိုက်ပေမဲ့တစ္ဆာရှိတဲ့တက်တော်ဆောင်တစ်ယောက်ကရှေ့ကနေကပေးလိုက်တာကြောင့်အဲ့ဒီလူပဲထိသွားပါတယ်အဆိုးဆုံးကတော့ကျွန်တော်လက်ထဲမှာကြီးစံတစ်တောင်နဲ့ပဲကြံမာတော့တယ်အကယ်၍ဒီတစ်ချက်သာလွဲချော်သွားမယ်ဆိုရင်ဒေါ်လာတန်း100ဟာလေထဲမှာပျောက်ဆုံးသွားမှာပါတထေးကြီးကရေအောက်ထဲပြန်ငုပ်ပြီးကျွန်းဘက်ကိုအမြန်ဆုံးကူးခတ်သွားပါတယ်ရေအောက်ထဲကလှိုင်းလေးတွေကိုကြည့်ပြီးနောက်ဆုံးခွင့်ရေးကကျွန်တော်ရှေ့ကိုရောက်လာပါပြီ